များတော့ဘယ်မှာမိုးမန်းကိုမသိတော့ဘူးပေါ့နော်နားထောင်ကြည့်ပါဦးအဲ့သေးတယ်မမိုးနောက်တစ်ခုနော်ဒါမှမိုးပြဿနာမြေပြင်မှာစစ်ဖြစ်မှာတော့မီးလောင်မှာပေါ့တဲ့အဲ့ဒါခင်ဗျားပြောတယ်မလို့ကျွတ်တို့သိတယ်နော်ထွက်လာတဲ့စစ်ကြောင်းကိုအောင်တပြေနဲ့ထွက်ကြူလိုက်ရင်ပြီးသွားတဲ့ကိစ္စအောင်တပြေနဲ့ထွက်မကြူပဲလာတဲ့စစ်ကြောင်းသတင်းပေးတာငါတို့လိုပြည်သူတွေငါတို့လိုပြည်သူတွေပောက်ကွဲတယ်ပောက်ကွဲတယ်အဲ့လိုပြည်သူမသိလို့အဲ့လိုပြည်သူကိုပြစ်မှတ်ထားပြီးတတ်နေတာစစ်ခွေးမရအောင်လိုက်ကအဲ့ဒါကိုမမိုးရပါဆုံးရှုံးရင်ဆုံးရှုံးမှာပေါ့တဲ့ဒီလောက်မှဆုံးရှုံးမခံနိုင်ရင်ဆိုတော့ငါတယောက်တည်းငါပြောပြမယ်ငါတယောက်တည်းနဲ့ဆုံးရှုံးမှုအရင်ပြောပြမယ်ပြီးနောက်ထပ်လေနေကြားချင်လားနေကြားချင်လားငါလိုက်ပြီးအင်တာဗျူးပေးရမလားနေပင်ပြည်သူတွေကိုနားထောင်ရလားတော်လေးပောက်ကွဲတယ်ပေါ့နော်ပြည်သူတွေစစ်ရှောင်းတဲ့နေရမြေပြင်ပြည်သူတွေစစ်ရှောင်းနေရတဲ့မြေပြင်ပြည်သူတွေရဲ့ဘဝအိုးအိမ်တွေကိုဆုံးရှုံးထားတဲ့မြေပြင်ပြည်သူတွေရဲ့ဘဝနော်ဒီအခက်ခဲတွေအမြန်ဆုံးပြီးနိုင်မှုကဒီမျိုးပြကြီးတွေကိုစစ်ပွဲဆင်နွှဲနိုင်မှရမယ်လို့ပြောတာကိုငါပြောတဲ့ထဲရလို့ပဲနင်တို့ထိထားလို့လားနင်တို့ညှိထားလို့လားနင်တို့စီးပွားရေးတွေအဲ့မျိုးတွေမှာရှိနေလို့နာပြန်တာလားဘာခက်ခဲနေရတဲ့ဒီမျိုးတွေလောက်ဖို့อ่ะရန်ကုန်မန္တလေးနေပြီးတော့လောက်ဖို့อ่ะအဲ့တော့ငါမေးတာကလုံနိုင်သလားမလုံနိုင်ဘူးဆိုလဲပြည်သူနဲ့ရဲဘော်ကိုအလိုက်တွတ်တက်လုံးမှာအဲ့မျိုးတက်လုံးမှာဒီမျိုးတွေကြတော့အမှုပညာတွေထုံကားတယ်ပညာရေးတွေထုံကားပြနေတယ်ကြောက်ရွှင်မှုတွေတာယာမှုတွေလောက်ပြနေမှာတော့နေတော့တီပါမှာအမလေးဘယ်နှယောက်မီးရှိုးခံရတာဘယ်နှယောက်ဘယ်အိမ်နေဘယ်လောက်ထိမီးလောင်သွားတာပါလို့အော်နေလို့မြန်မာနိုင်ငံကိုလည်းဂျိုဒူးနဲ့တီးလိုက်ရင်အဲ့မျိုးတွေကမီးတွေဝင်းနေတာအဲ့မျိုးတွေကပျော်ပွဲရွှင်ပွဲတွေလောက်ပြနေတာနင်တို့အားမျိုးကြပြလားဘာမပြောလားဘယ်မှာမိုးလည်းမသိဘူးတက်ပါတယ်လည်းမရှိဘူးစက်ပတ်ပါတယ်လည်းမရှိဘူးအပါနေလိုမျိုးဟိုအကောက်တွေဒီအကောက်တွေကခွဲပြီးကူကြီးပါငါကူပြောပေးအောင်တို့ပြီးလုံးစရာလည်းမရှိဘူးအပါငါဒီအကောက်ကိုမှန်တရားသိရရဲ့အကောက်ကိုဖွင့်တာမှ2လမပြည့်သေးဘူးဘာလဲနေနဲ့တန်းရှင်းတူလာလို့လားနေတန်းရှင်းကိုငါတို့ယူတာမဟုတ်ဘူးအမှန်တရားတန်းနဲ့သူ့ကသူမြင့်သွားတာအဲ့ကျတော့ဒီလူကအလားလာကောင်းတယ်တို့လူဖြစ်ဖို့ထိုက်တန်တယ်ငါတို့တွေဆွေးနွေးယူရမယ်ညှိနှိုင်းယူရမယ်ဆိုတဲ့အသိတွေနေမှမရှိတာလားအပါဒါဒီ2026 2025မှာဆိုရင်ဒါနေရှိရတဲ့ကြိုလုတ်ထားတာတွေဟုတ်လားပို့ပြီးလှုပ်ဆောင်ချက်တွေကောင်းလာတာတွေဒီပစက်ကလေးခွေးမောင်းတော်တာတွေငါတို့လိုလူမျိုးနေတို့တွဲခေါ်လိုက်ရင်ဘာဖြစ်သွားမှာဆိုလို့တော့နေတို့ကတွဲမခေါ်ချင်ကိုလုတ်တောင်မှကိုတော်ကိုမသိကိုမတက်ကိုမပညာရှိအညာဒေသမှာတောင်သူလေသမားဦးကြီးများတွေနေကိုပြောချင်နေတာတွေလေနေတို့လိုလူမျိုးတွေကိုပြောချင်နေရတယ်အများကြီးပဲစင်းပြီးနားထောင်လိုက်လားမတက်ပါဘူးမဖမ်းပါဘူးမလောက်ပါဘူးချိန်တယ်မပေးပါဘူးဆိုရင်လားနားထောင်လိုက်မိမို့ဘယ်မိမို့ဟုတ်လားဖွားကြီးတယ်ငါမိလိုသေးတယ်ငါမိလေးလိုသေးတယ်မမို့နော်နင်ကိုတန်းရှင်းယူပြီးမှရလာတဲ့ like and share တွေမဟုတ်ဘူးငါရဲ့စကလုံးတစ်ခွင်းချင်းတိုင်းအောက်က comment တွေကိုဝင်ဖက်နင်တို့မထောက်ခံမဝင်ရဘူးနင်တို့ကိုအကောင်းမပြဘူးဆိုရင်နင်တို့တစ်ချက်ထိုးချခြင်းနဲ့စောက်ခြင်းကိုပြင်ထားဒုဒေါ်လာရေးရဲ့မျိုးမစစ်မဖြစ်စေနဲ့ကဲနော်ဘယ်မှာမိုးလဲတော့မသိဘူးနော်နေရဝင်ငွေဒေါ်လာရေးမစခင်ကနေရဝင်ငွေဘယ်လောက်ရှိလဲငါမေးနေတယ်ငါမေးနေရနော်ငါအခုဒီအကောင့်မဖွင့်ခင်ငါရဲ့ကိုပိုင်ဝင်ငွေငါရဲ့ငွေတို့ယူပြီးတော့ရင်းနှီးထားတဲ့ကိုပိုင်ဝင်ငွေကတရက်တာ300ရှိတယ်အပါပါရေ300မြန်မာနိုင်ငံစစ်ပွဲကြားထဲမှာငါတို့ကန်တရားနဲ့ကန်ဆိုတာလေလှုပ်ဆောင်ခြင်းအပါပါရေတရက်ကို300ဆိုကြားတဲ့တောင်မှငါတို့ကဒီလိုတရက်ကို300မြန်မာငွေ300ဝင်တဲ့လုပ်ငန်းကရှိတယ်အဲ့ဒီကနေမှ100ရာခိုင်နှုန်းကို20ရာခိုင်နှုန်းရေပြည်ရဲဘော်တွေကိုခွန်ဆောင်တာအပါတရက်ကို350ဘို့လောက်ခွန်ဆောင်တာဒေးခွန်လာစင်ကြီးခွန်မဟုတ်ဘူးမမိုးနားထောင်တာတက်တဲ့ရှိရနော်ကြည့်ကြည့်လာခဲ့နော်ဒေးခွန်ကိုတိုင်းတူကိုတိုင်းဖောက်ကိုတိုင်းကုပစံနဲ့ကိုငွေတို့ယူပြီးဖောက်အောင်မြင်လာတော့မြေပြင်ရဲဘော်ကို100ရာခိုင်နှုန်းကို20ရာခိုင်နှုန်းအခွန်ဆောင်တယ်အခွန်ဆောင်ပြီးလို့ရလာတဲ့အိတ်ကတ်ထရပတ်စံကိုကြတော့လဲရဲဘော်မိသားစုတွေဘာလို့အပ်တာလဲမြေပြင်အနေထားတွေဘာတွေလိုအပ်တာလဲလှုပ်ထားတဲ့မိမတရက်ကိုနေရစောက်တလုံးဖေလိုးမှတလုံးနဲ့လှုပ်လိုက်တယ်ဆိုတော့အပါစွဲနွယ်ချင်းညှိနှိုင်းချင်းဒါလေးကတော့မပြောသင့်ဘူးဒီလိုလေးမလုပ်သင့်ဘူးဆိုတော့နင်းရဲ့ပညာရှိပညာတတ်အုံနောက်ကဘယ်နှောင်ဝတ်ထားရလဲဘယ်နှောင်ဝတ်ထားရလဲမြင်းသမျှကြိုက်ဖို့မအဲ့ဒါတွေကြတော့တရားကိုမာနာတွေပေါ့အမှန်တကယ်ကညှိနှိုင်းရမှာပေါ့ဥပမာငါတက်ပြီဆိုတဲ့အဲ့ဒီငါလို့ကင်ထားတဲ့မှန်သမျှက
ရေရှည်မှာလုံးဝအဆင်မပြေဘူးဘယ်တော့မှပြည်သူလူထုနဲ့အဆင်မပြေဘူးပေါ့နော်အမှန်ကကိုကတတ်တယ်ဆိုရင်ညှိရမှာဆွေးနွေးရမှာအဲ့လိုမျိုးဥပမာပေါ့ရံပွဲတစ်ခုကအမြဲရံပဲဖြစ်နေတယ်ဆိုရင်ဘယ်လိုလုပ်အဲ့ဒီရံပွဲအေးမလဲပေါ့ဒါဆိုရင်နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှအဲ့ဒီပြဿနာရဲ့အဖြေကထွက်တာ哦အဲ့ဒီမှာမှတယောက်ကငါမှဆိုရင်အဲ့လိုမျိုးလူတွေကအလုံးမဖြစ်ဘူးနော်ဒါကတော့မှန်တယ် ကြိုက်ဖို့မစင်းသားနဲ့ဒီမျက်နှာဖုံးကိုလည်းတိတ်ဆိတ်ဝင်သားမနေနဲ့မန္တလေးတိုင်းသိမ်းပြီးရင်ချပြမယ် အပါ နော်တလိုင်းရုပ်ခွေးတစ်ပေါက်ကဝင်လာတာမဟုတ်ဘူးလို့ NLD ခေတ်2017ကလေးအားလို့မဲနိုင်မှနာမဲခိုးခံရတယ်လို့မတရားတစ်ဖြစ်အာနာသိမ်းခံရတော့ပြန်ထပြန်ယုံကိုကလည်းကိုပဲဆန်ရှာနော်ကိုကြီးလည်းတော့ကိုကြီးထားတဲ့မြေပြင်အထောက်ထားတွေအကုန်ရှိတယ်လို့အခုမန္တလေးတိုင်းကိုစောက်ခွာရတဲ့နော်12လပိုင်းနော်12လပိုင်းနော်2025ရဲ့ရောက်တော့မှမြေပြင်အခွန်ဆောင်တာလေ100ရာခိုင်နှုန်း20ရာခိုင်နှုန်းတရက်တရက်ကို350ဘူးလောက်အခွန်ဆောင်တာရက်ခဲ့တာ အဖာဖာ ဘာမှမပါခဲ့ဘူးရဲဘော်နဲ့ပြည်သူမျှစားပြီးတော့နော်ရဲဘော်လုပ်ပေးလို့ရထားတဲ့ဟာကိုအတင်းဝင်အောင်တာမဟုတ်ဘူးငါတို့ချွေးနေတာနဲ့ရုန်းကန်ပြီးပေါ်လာတဲ့နေရာကိုမှငါတို့ကအခွန်ဆောင်ပေးထားတာအဲ့တော့ဒီလောက်လေးမှပြောက်ခွင့်မရှိဘူးလားဒီလောက်လေးမှပောက်ကွဲခွင့်မရှိဘူးလားငါတို့မန္တလေးတိုင်းရဲဘော်တွေငါမစိုးလုံးမသိရတော့မှဒီလောက်ပြောနေတာငါတို့လာပြီးရမရှာဘူးလေအဲ့ဒါအမှန်တရားပဲဒီတူနဲ့ရဲဘော်တို့တားတဲ့ရှိတယ် UNG အောက်က PDF ပဲဖြစ်ဖြစ် MOD လက်အောက်က PDF ပဲဖြစ်ဖြစ်ဘယ်သူလက်အောက်က PDF ပဲဖြစ်ဖြစ်ငါတို့ပြည်သူတွေစီကနေမွေးထုတ်ထားတဲ့ရဲဘော်တွေငါတို့မြေပြင်အနေထားမွေးထုတ်ပေးထားတဲ့ရဲဘော်တွေနိုင်ငံခြားကြေးသားငားလာတဲ့စစ်သားတွေမဟုတ်ဘူးနိုင်ငံခြားကနော်ဥတွေကိုယူပြီးမြန်မာနိုင်ငံမှာဓာတ်ဖောက်ထားတာမဟုတ်ဘူးနော်ပြည်သူကမွေးထုတ်လို့ကြီးပြူထည့်ပေးထားလို့တို့ညီမိဘညီကိုမောင်နှမရဲ့သာသမီတွေပရိသတ်တွေဒီတော့မြေပြင်ပြည်သူမှန်နေရင်တခြားတင်းမြင့်စုံစမ်းတော်လည်းရင်မနှောက်နေပါသေးရောနဲ့6နှစ်ဆိုတဲ့အတိုင်းတာအော်ခွင့်မရှိဘူးလားအစိုးရတရက်အတွက်6နှစ်ဆိုတဲ့အတိုင်းတာမလုံလောက်ဘူးလားဟုတ်တယ်အဲ့ဒါတွေကိုချပြအောင်အဲ့ဒါတွေကိုထည့်ပြောအောင်လို့တို့စပီကာတွေရဲ့နားတွေကိုငါတန်ပို့ပေးတာအေးဟုတ်တယ်အဲ့ဒါကိုနေကငါ့ကိုအစိုးရအားကိုနဲ့နေမှာအစိုးရအားကိုတရားရှိတယ်ငါမှငါကြက်နေတဲ့ရဲဘော်တွေပဲငါနားမှာရှိတယ်ကဲငါကြက်နေတဲ့ရဲဘော်တွေပဲငါနားမှာရှိတယ်နေအစိုးရအားကိုတရားရှိရလေနေတာသမီးရဲ့စာတင်ရတယ်လေအေးငါတော့တာသမီးရဲ့စာမတင်ရဘူးဝလည်းကဲဒါကတော့ဘယ်မှာမိုးလဲတော့မသိဘူးပါเนาะသူတော်တော်လေးပောက်ကွဲသွားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်အပပရေးတရက်ကို300တော့ဝင်နေတော့โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေကြမှာကျွန်တော်တို့ပြန်လဲစုံစည်းကြမယ်เนาะဘယ်မှာမိုးလဲတော့ကျွန်တော်လည်းမသိဘူးပေါ့เนาะသူကတော့တော်တော်လေးပောက်ကွဲတယ်ပေါ့เนาะသူပြောသွားတဲ့ပုံစံကတော့တစ်ဖက်ကမမိုးကငါဆိုတဲ့သုံးနှုံးကိုကင်ထားလို့သူဒီလောက်ပောက်ကွဲနေတာဖြစ်မယ်ပေါ့เนาะတကယ်တမ်းဆိုရင်တော့တစ်ဖက်နဲ့တစ်ဖက်ကိုပြန်လည်ညှိနှိုင်းရမှာပေါ့နော်အဲ့ဒါမှပြဿနာဆိုတာကပြီးမယ်ပေါ့နော်တယောက်ကပောက်ကွဲလိုက်ဟိုလူကပောက်ကွဲလိုက်ဟိုလူကဇဲလိုက်ဒီလူကဇဲလိုက်ဒီပြဿနာမပြီးတော့ဘူးအဲ့ဒါဆိုတော့တကယ်လို့ကိုကဘာလုပ်လဲကိုလုပ်တဲ့ဟာချင်းနေဆိုရင်ကိုကကောင်းမွန်ညှိနှိုင်းပြီးတော့လုပ်ကြပါလို့ပြောချင်တယ်ပေါ့နော်အားလုံးဘိုင်ဘိုင်ဘောလဲမြို့နယ်မှာလည်းအိမ်နဲ့ခြံနဲ့ထားပြီးထပြေးခဲ့ရတယ်ဒေါ်လာရုပ်ကူညီလို့ဆိုပြီးတော့အခုစင်ကူးမြို့နယ်ကျတော့လည်းဒီလိုပဲထားခဲ့ရပြန်ရောဒီနားလေလားအဲ့ဒါမျိုးတွေငါတယောက်တည်းမဟုတ်ဘူးအဲ့ဒါတွေကအများကြီးပဲအဲ့သေးတယ်မမိုးနောက်တစ်ခုနော်